ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ story လေးတစ်ပုဒ်ကိုပေါ့နော်မြန်မာလေးပြန်ပြပြပါတယ် One day a beautiful young lady went to a famous artist and said I want you to paint a picture of me how much will it cost တရားမှာဒီလှပတဲ့မိန်းမပြိုလေးတယောက်ကပေါ့နော်ဒီဟွာပေါ့နာမည်ကြီးနုပညာရှင်တယောက်ရှိကိုပကြီးဆရာကြီးတယောက်ရှိကိုတွားပြီးတော့ပြောတယ်ကျမပုံတဲ့ရှင်ဆွဲပေးပါလားတဲ့ပြီးတော့ဘယ်လောက်ကြာမလဲတဲ့500 pounds said the artist ကဲမှာပကြီးဆရာကြီးကပြောတယ်ပေါင်900ကျမယ်ဗျ Oh said the lady that's a lot of money ဟဲဈေးကြီးလိုက်တာပေါ့နော် Then she thought that as she had a very beautiful body the artist might be happy to paint her picture more cheaply if she wore no clothes while he was painting အဲ့တော့ဒီမိန်းမပေါ့နော်သူကကိုလုံးကိုပေါက်ကလည်းတော်တော်လှတဲ့အခါကျတော့သူ့ကိုသူကယုံကြည်မှုတွေရှိနေသူ့စိတ်ထဲမှာထင်တာပေါ့နော်ဒီပကြီးဆရာကြီးကသူမရဲ့ခန္ဓာကိုယ်ကိုသာအဝတ်စားမပါဘဲနဲ့ပကြီးဆွဲရမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပေါ့နော်ဈေးသက်တာမယ်လို့သူကထင်တယ် So she said and how much will it cost if you paid me without any clothes on ဟုတ်ပါပြီအဲ့ဒါဆိုရင်အဝတ်စားမပါဘဲနဲ့ကျွန်မပုံဆွဲမယ်ဆိုရင်ဘယ်လောက်ကြမလဲ The artist thought for a moment အဲ့မှာပကြီးဆရာကြီးကခဏစဉ်းစားတယ် 1000 pound he then said ပေါင်1000လောက်ကြမယ်ပြီးတော့သူကဆက်ပြောတယ်But I should have to keep my sock on because my feet get cold and I should have to wear something to put my brush in. ပြီးတော့ကျွန်တော်ခြေကြီးလည်းဝတ်မယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခြေထောက်တွေအေးတယ်လို့ပြီးလို့ရှိရင်ကျွန်တော် brush တွေထည့်ဖို့လည်းတခုခုတော့လွယ်ထားအောင်မယ်ဗျာ။ तू ကဘယ်လိုမှားလဲဆိုတော့နော် तू ဝတ်စားမပါဘဲနဲ့ဆွဲရမယ်လို့ထင်သွားတာပါ။ Thank you for your listening ပါနော်။